ကျွန်တော်တော့အကြံပေးချင်တာတော့အများကြီးလိုတာပံ့ပိုးမှုတွေအများကြီးလိုတယ်ဒီတရုတ်ဆောင်အခုတကယ်ရိုက်နေတဲ့တရုတ်ဆောင်ရင်အကုန်လုံးနဲ့မှာ international ဖြစ်စေတဲ့အသိဉာဏ်တွေစကားမပြောဘဲနဲ့သိနိုင်တဲ့အမူအရာလုံနည်းတွေတေချာသင်ပေးတာလေသူတို့ကလည်းတကယ်ယူတာအဲ့တော့အဲ့ဒီလိုမြင်ဖို့က9ရက်ထဲရိုက်လို့ကားအဲ့ကားမဖြစ်နိုင်ဘူးအခု9ရက်ထဲနဲ့ကားရိုက်လေပြီးတယ်ဟိုတနေ့ကလည်းဟို weekly 11လာမိတာဟိုအကြီးစရာကားရိုက်ကျွန်တော်မရိုက်ချင်ဘူးလေကျွန်တော်ဘောကရည်စရာမကောင်းဘူးကျွန်တော်ရည်စရာသိပ်မလုပ်တတ်ဘူးအဲ့တော့ရည်စရာရိုက်တာကိုလည်းကျွန်တော်လေးလာတဲ့အခါမှာကြည့်တဲ့ပြည်သက်ပျော်သွားတယ်အဲ့ဒီဟာကိုရည်ရွယ်ပြီးရိုက်တယ်ဆိုရင်ပြောစရာမရှိဘူးဒါနဲ့ရည်စရာကားရိုက်တယ်တတိပစံရတယ်တေးဥဆောင်ဘာနာမည်မှမရဘူးအဲ့တော့တေးဥဆောင်တေးချာချာနားလေစေချင်တယ်တွေးစေချင်တယ်လူရှင်တော်တယောက်အတွက်ကတော့ရည်စရာကားရိုက်လို့ကြီးကျယ်သွားတာသူကသူ့အတွက်အမြတ်ပဲဒါနဲ့အရန်အောင်မြင်နေတဲ့လူကရည်စရာရိုက်ရင်သူတေးချာစဉ်းစားပြီးရိုက်ပေးပါအတိတ်ပဲလွယ်မှားသွားစေတဲ့တရုပ်ပြမှုတွေကိုတင်စားပြီးရိုက်လိုက်လို့ပရိသတ်ကအဲ့ဒီလူအထင်သေးသွားမှာဥကျော်ရင်စိုးရိမ်နေတတိပေးခြင်းတယ်အဲ့တော့ဥကျော်ရဲ့စကားတစ်ခုပဲပြောပါကိုဆိုရင်ရုပ်ရှင်လောကတိုးတက်ဖို့အတွက် short to the point ပေါ့အကြောင်းပဲပြောပါဆိုဥကျော်ဘာပြောမလဲကျွန်တော်တပင်းကြီးတော်ကြီးတယ်ကျွန်တော်နှုတ်ထွက်လာအဲ့ဒါကြီးလည်းပါတယ်ကျွန်တော်မရိုက်ဘူးအခုနောက်ဆုံးကြိုးတန်းကိုရိုက်ခင်ဗျကျွန်တော်တေချာရိုက်ပေးမလားကြော်ဝဲလာတာမလားစိတ်အရင်မကြည့်ဘူးခင်ဗျတေချာရိုက်ပေးမလားကျွန်တော်နဲ့တူတူပါဝင်မဲ့လူတွေဟာကိုတေချာရိုက်ပေးမလားကျွန်တော်တယောက်တည်းကောင်းလို့မရဘူးဒါနဲ့ပါလာတဲ့တရုပ်ဆောင်တွေဘုန်းကြီးကြံပြန်မယ်ကျွန်တော်ကျမအဖြစ်ဘာလို့ဆရာရှိလို့ပြက်ကလေးရဲဆရာရှိလို့ကြော်ညာရဲဆရာရှိလို့နိုင်ငံရသွားဖို့ကျွန်တော်စိတ်ဝင်စားဘူးလေဘာလို့ဆိုသူများရင်မကြိုက်ရင်အစရမရိုက်နဲ့ဒီကားမခံနဲ့ပေါ့ဟုတ်ပါလားနော်အဲ့တော့ရိုက်ပြီဆိုလို့ရှိရင်ဘာပဲဖြစ်နေဒီကားကြီးကိုတေချာရိုက်အဲ့လိုရိုက်လို့ရတော့ဗျာခင်ဗျားပြောတဲ့ရွှေခစ်ဆိုတာပြန်ရောက်တယ်အခုအားလုံးကိုကျွန်တော်လည်းဒီမျက်နှာယူတဲ့တယ်ယူကင်မရာယူကြည့်ပြီးမေးလိုက်မယ်အခုလက်ရှိတရုပ်ဆောင်အားလုံးဒီစိတ်တကယ်ရှိရလားရုပ်ရှင်ရိုက်နေဘာစိတ်နဲ့ရိုက်နေကြတာလဲဥကျော်ပေပြီးရိုက်နေအခုကြိုးတန်းရိုက်ပြီးပြန်လာတယ်တကားမှမရိုက်ဘူးလာငားတယ်မရိုက်ဘူးဘာလို့ဆိုထွက်ခံဒီဥကြောင်ကြောင်ကားမကြံခဲ့စေချင်ဘူးအဲ့လိုစိတ်တွေလည်းရှိဖို့လိုတယ်အဲ့တော့ဆရာမျိုးပြောတဲ့မိကုန်းကိုဖြေရမယ်ဆိုရင်အခုလက်ရှိလှုပ်ရှားနေကြတဲ့ပညာရှင်အားလုံးကိုအမှုပညာတွေလို့သတ်မှတ်တဲ့လူအားလုံးကခံယူချက်တွေပြင်းထန်ပါစေကျွန်တော်ငတ်ခံတယ်မနေ့တခါရိုက်ညနေတခါရိုက်ကျွန်တော်မလုပ်ဘူးမဖြစ်နိုင်ဘူးဘာလို့လူတယောက်ရဲ့ဇလန်းကိုရိုက်တာဒီကိုမသိတဲ့ဇလန်းလေးရဲ့လူနောက်ညနေတော့ရတဲ့ကအဲ့လူမဟုတ်ဘူးနောက် character တစ်ခုဒီလမ်းကြားထဲမှာဒီစိတ်ကိုပြောင်းပေးလို့ရလို့လားအဲ့တော့သူမိရက်ကဒါပဲရတယ်ဖိရိုက်ကြဟေးကျွန်တော်မရိုက်ဘူးမငားရင်လည်းနေဘာလို့လဲဆိုကျွန်တော်ထူထောင်ခဲ့တာရခုနပြောတယ်ပတ်စံလူချင်းလို့လောကတယ်ဝင်တယ်ဒါနဲ့ကြီးကျယ်တဲ့တရုပ်ဆောင်မှုဆိုပညာရက်ကြီးကိုတိလိုက်တဲ့အချိန်ဟန်စပြီးတော့မရိုက်တော့ဘယ်တော့ပေးမရိုက်ဘူးအဲ့ဒီလိုအယူဆရှိပြီးတော့အဲ့ဒီသရုပ်ဆောင်နေဖန်တီးတဲ့ပညာရှင်တွေအတတ်ပညာရှင်အားလုံးဟာအဲ့ဒီစိတ်မျိုးနဲ့ရိုက်မယ်ဆိုရင်ခုနဆရာမျိုးမြုံလင်းနဲ့ရွှေခွေပြန်ရောက်တယ်နောက်တစ်ခုပံ့ပိုးပေးပါဌာနဆိုင်ရာတွေကကျွန်တော်တို့ဗန်တဲ့ကိုသွားမယ်စတင်စင်နဲ့ဗန်တဲ့သွားလို့ကတော့ရင်မခုံဘူးဝန်ကြီးဌာနကိုသွားရမယ်ကျွန်တော်တို့စတင်စင်ပြီးရိုက်ရတဲ့ဝန်ကြီးဌာနမပြီးပြင်းနိုင်ဘူးကျွန်တော်လူတွေအကြောင်းကိုလူတွေကြားထဲမှာပဲရိုက်ချင်တယ်ရိုက်ခွင့်ရချင်တယ်ကျွန်တော်တို့ကဖန်တီးတဲ့လူပဲတခြားဘာမှစိတ်မဝင်စားဘူးအဲ့ဒါကိုသိပေးပါကျွန်တော်ကတော့အဲ့အခွင့်ရမှာမဟုတ်တော့ဘူး109ရက်ပဲကျန်တဲ့အတွက်နောက်လူတွေကိုအဲ့အခွင့်ပေးပါ